ပန်းကြီးဆရာတယောက်ဖြစ်တဲ့ဂျူအန်ဟာအလွန်ဆဲတဲ့ဒီတိုက်ခန်းငါးကတော့မတတ်နိုင်သူဖြစ်ပါတယ်။သူ့ရဲ့ပန်းကြီးကားတွေကနေဝင်ငွေအနှဲငယ်ရပေမဲ့အဆင်မပြေပါဘူး။ဒီနေ့တော့သူဟာလမ်းဘေးမှာထိုင်ပြီးလှပတဲ့မိန်းကလေးတယောက်ရဲ့ပုံတူကိုဆွဲနေခဲ့ပါတယ်။ပန်းကြီးကားပြီးတော့မိန်းကလေးကအရန်အံ့ဩတင်သွားတယ်။သူပန်းကြီးကားအစ်တစ်ချက်စဆွဲတော့မဲ့အချိန်မှာဇိမ်ခန်ကားတစ်စီးရောက်လာပြီးအထဲမှာရွာရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေပါတယ်။ဂျူအန်အတွက်အံ့ဩတင်ဆွဲကောင်းတာကတော့ထိုပုဂ္ဂိုလ်နဲ့အတူသူ့ရဲ့ချစ်သူဟောင်းလည်းပါလာတာပါပဲ။ချမ်းသာတဲ့သူကဂျူအန်ကိုသူမရှိမှတမင်တကာအဆက်ခွဲပါတယ်။ယော့ဒါကမင်းတနေကုန်ရှာတာထက်ပိုပါလိမ့်မယ်လို့ပြောပြီးပတ်စံတွေကိုသူ့မျက်နှာပေါ်ပြပေါက်ပြီးရေမော့လိုက်ပါတယ်။ဂျူအန်ကအဆက်ရပြီးသူ့ပစ္စည်းတွေကိုကောက်ကသူ့ရဲ့ဟောင်းနှွမ်းနေတဲ့ကားစီကိုတွားလိုက်တယ်။သူ့ကိုကားကမောင်းနေတာလားကားကိုသူကဆွဲနေတာလားဆိုတာတော့မသိကွဲပါဘူး။ဂျူအန်ဟာပန်းကြီးဆရာတွေနဲ့ပန်းကြီးပြခန့်တွေပန်းကြီးဆရာတွေရဲ့အိမ်တွေပြည့်နေတဲ့သူ့ရာကိုပြန်လာပါတယ်။ဒါကိုပန်းကြီးဆရာတွေရဲ့နိဗ္ဗာန်ဘုံလို့တောင်ခေါ်လို့ရပါတယ်။အိမ်ပြန်လောက်မှအိမ်ရှင်နဲ့တွေ့ပြီးအိမ်လာတဲ့ပေးဖို့တောင်းဆိုခံရပါတယ်။ဒေါသထွက်နေတဲ့ဂျူအန်ကပတ်စံတွေကိုသူ့မျက်နှာပေါ်ပြပေါက်လိုက်ပါတယ်။အိမ်ရှင်ကအဲ့ဒါကပြီးခဲ့တဲ့လအတွက်ပဲရှိသေးတယ်။ဒီလအိမ်လာခဲ့မင်းမပေးရသေးဘူးလို့ပြောလိုက်တော့ဂျူအန်ကနောက်မှပေးမယ်လို့ပေါ့ပြန်ပြောလိုက်တာကြောင့်အိမ်ရှင်ကသူ့ကိုရေတံဘူးနဲ့ပြပေါက်လိုက်ပါတယ်။ဂျူအန်ကပြန်ပြစ်လိမ့်မယ်လို့ထင်ပေမဲ့သူကရေတံဘူးကိုကောက်ယူပြီးသူ့ရဲ့ပူလင်းစုဆောင်းမှုတွေထည့်လိုက်ပါတယ်။သူဟာလာကုန်တိုင်းပလတ်စတစ်ပူလင်းတွေစုဆောင်းပြီးရောင်းနေရှိပါတယ်။အိမ်ရှင်ကဒါကစင်းရဲသားအထွေပဲလို့ရောင်းပြောင်းဖုတ်ဆိုလိုက်တဲ့တပြိုင်နက်ဂျူအန်ပလတ်စတစ်ပူလင်းတွေစုဆောင်းမှုကိုတယောလိုက်ပါတယ်။ဒီအလုပ်ကိုလုပ်ကိုင်နေသူအားလုံးကိုကျွန်တော်တို့လေးစားရမှာပါ။ဂျူအန်ဟာသူ့ရဲ့အိမ်မက်ပြခန်းကိုတွားရောက်ခဲ့ပါတယ်။ဒီနေ့မှာသူပန်းကြီးကားတွေကိုပြသချင်နေတဲ့နေရာပေါ့။အမြဲတမ်းလိုပဲသူကပန်းကြီးပြခန်းပိုင်ရှင်စီတွားပြီးသူပန်းကြီးကားတွေကိုစပွန်ဆာပေးဖို့တောင်းဆိုခဲ့ပါတယ်။ပတ်စံတချို့တောင်ပေးလိုက်ပါသေးတယ်။ဒါပေမဲ့ပိုင်ရှင်ကဒီပတ်စံကနယံကမီတာနေရာတော့မလုံလောက်ဘူးလို့ရဲလိုက်ပါတယ်။သူကဂျူအန်ကိုထားခဲ့ပြီးအပေါ်ဓာတ်ကိုတက်သွားပါတယ်။ဂျူအန်ကသူနောက်လိုက်ပြီးပန်းကြီးကားပြသဖို့တောင်းပန်ပါတယ်။ပိုင်ရှင်ကမင်းရဲ့ပန်းကြီးတွေကအမိုက်တွေပဲ။ဂျူအန်လို့အေးဆက်ပြန်ပြောလိုက်ပါတယ်။ဂျူအန်ကကျွန်တော်အများကြီးတော့တက်လာပါပြီ။ကျွန်တော်ချစ်သူတီအန်နောက်ကြိုက်ပါတယ်။တချိန်ခါစိုက်ကွန်းဆောင်ရှောက်နေတဲ့သူချစ်သူတီအန်ဒီမျက်စိမမြင်ရတဲ့သူဖြစ်တယ်လို့ဂျူအန်ကအယောက်တင်းလို့ပြောလိုက်ပါတယ်။ပြခန်းပိုင်ရှင်ကဒါဆိုမင်းကမျက်စိမမြင်ရတဲ့မင်းရဲ့ချစ်သူရဲ့ထင်မြင်ချက်ကိုအားကိုးနေတာလား။မင်းယူနေပြီလို့ပြောပြီးအာလူပုံဆွဲထားတဲ့ပန်းကြီးကားတစ်ချက်ကိုလက်ညှော်ထိုးပြောလိုက်တယ်။ဒါကိုငါကြည့်လိုက်တော့ပိုက်တောင်စားလာတယ်။ဒီလောက်တောင်လက်တွေရှိတာစိတ်ဖက်အားနဲ့သွားတဲ့ဂျူအန်ကဘာပြောရမှမသိတော့ပါဘူး။တီအန်အကြောင်းပြောရတော့မှသူမကမျက်စိမမြင်ရတဲ့အတွက်အနိတ်ပါအဖြစ်ပဲအလုံးရပါတယ်။ကံမကောင်းတာကတော့ဒီအလုပ်ကသူမကိုအနိတ်ဆက်ခံရဖို့နဲ့လူတွေကသူမမျက်စိမမြင်ရတာကိုအခွင့်ကောင်းယူဖို့အန်ဒီရရှိနေစေပါတယ်။ဒီနေ့တော့ဂျူအန်ကသူမကိုအနိတ်ဆက်နေတဲ့သူတွေကိုတွေးလိုက်ပြီးချက်ချင်းလက်ဆက်ချလိုက်ပါတယ်။သူတို့ကသူမကိုလှုပ်တယ်လို့မျိုးသူတို့ကိုပြန်လှုပ်လိုက်ပါတယ်။ဒီမိန်းကလေးခံစားတာကိုအခုမှလုံးခံစားရပြီလားလို့ပြောလိုက်ပါတယ်။သူတို့ကနောက်တက်ရလိမ့်မယ်လို့သူမျှော်လင့်ပေမဲ့သူတို့ကအုပ်စုဖွဲ့ပြီးသူ့ကိုဝိုင်းရိုက်လိုက်ပါတယ်။အရေးခံကြလိုက်ပြီးနောက်ဂျူအန်နဲ့ဒီအန်တို့တိုက်ခန်းကိုသွားပြီးသူမကဂျူအန်ရဲ့ဒဏ်ရာတွေကိုကုသပေးနေပါတယ်။ဂျူအန်ကငါသူတို့ကိုအားလုံးတညာမညာတွေရိုက်နေလိုက်တယ်လို့အပိုးစားအခြားခင်ပြောလိုက်ပါတယ်။တိုက်ခိုက်သူတွေအော်ဟင်နေတာကိုကြားရတဲ့တီယန်ကဟုတ်တယ်သူတို့နာကျင်နေတာကိုငါကြားခဲ့တယ်လို့ပြောလိုက်ပြီးတကယ်တမ်းကျတော့အော်ဟင်နေတဲ့သူကဂျူအန်ပဲဆိုတာမသိတော့ပါဘူး။ဂျူအန်ကသူမကိုလက်ဆောင်အဖြစ်ဖနက်တရံပေးလိုက်တဲ့အတွက်သူမအယမ်းပျော်သွားပါတယ်။သူတို့တူခဏလောက်ကလိုက်ကြပြီးဂျူအန်ကသူမကိုပါဆက်ချင်းတိပေးဖို့ခေါင်းဝင်လိုက်တဲ့အချိန်မှာဘာလို့လဲလို့မမေးပါနဲ့သူမကအခန်းထဲမှာတခြားတစ်ယောက်ရှိနေတာကိုရုတ်တရက်ကြားလိုက်ရပါတယ်။ဘာလို့လဲလို့သူမမေးလိုက်တော့ဂျူအန်ကအိမ်နေခဏတဲ့တငယ်ချင်းတစ်ယောက်ပါငါနဲ့အတူတူလာနေတာလို့ချက်ချင်းပြောလိုက်ပါတယ်။သူကသူ့တငယ်ချင်းကိုမျက်လုံးပိတ်ထားဖို့ပြောလိုက်ပေမဲ့ဒီယန်ကအစမပြေဖြစ်ပြီးထွက်သွားပါတယ်။နောက်ပိုင်းမှာတော့ဂျူအန်နဲ့သူ့တငယ်ချင်းတို့ဟာအဆောင်အုံရဲ့ခေါင်းမိုးဓာတ်ကိုတက်ပြီးအရက်တောက်ကြပါတယ်။သူတို့အယမ်းမိုးပြီးတတိလက်သွားကြပါတယ်။ရုတ်တရက်အာကာသရဲ့တစီသူတို့ပေါ်မှာပေါ်လာပါတယ်။ဂျူအန်ကလက်နိုးလာပြီးသူ့တငယ်ချင်းကိုနိုးဖို့ကြိုးစားပေမဲ့အိပ်ပျော်နေရပါ။အာကာသရင်ကသူတို့ရက်ကွက်ပေါ်မှာရက်နေပါတယ်။အာကာသရင်တွေကနေကာတွန်းဇက်ကိုက်နဲ့သူတွေမိန်းကလေးတယောက်ဆင်းလာတာကိုဂျူအန်တွေ့လိုက်ရပါတယ်။သူမနဲ့အတူတူနောက်ထပ်နှစ်ယောက်ဆင်းလာတာကိုလည်းလက်ညှိုးထိုးပြနေပါတယ်။သူတို့ကပကြီးဆွဲဖို့ဒီနေရာကိုလာခဲ့ကြပုံရပါတယ်။ဂျူအန်ကသူတို့ကိုဓာတ်ပုံရိုက်ဖို့ကြိုးစားပေမဲ့ဖလက်မီဖရင့်ထားတာကိုမိတ်သွားတာကြောင့်ဂျိုသားတွေကသူတို့ကိုတွေ့သွားပြီးသူတို့ရဲ့အာကာသရင်နဲ့အတူစက္ကန့်ပိုင်းအတွင်းပျောက်ကွယ်သွားပါတော့တယ်။ဒါပေမဲ့ဂျူအန်ကတခုခုပြုတ်ချသွားတာကိုသတိထားမိလိုက်ပါတယ်။တွန်းကြည့်လိုက်တဲ့အခါကလန်တန်တစ်ချောင်းကိုတွေ့လိုက်ရပါတယ်။သူကပကြီးဆရာဖြစ်တဲ့အတွက်ထိုကလန်တန်ကိုတိုင်းပြီးအိယာဝင်ခဲ့ပါတယ်။နောက်နေ့မနက်မှာသူအိယာနိုးလာတော့လောလောရှာဖိပြီးအဖေးပြက်အောက်လုံးကိုပြန်အမတ်ရနေတယ်။သူတငယ်ချင်းကသူ့ကိုတွေ့တော့မင်းတေသွားတာတော့ဒါမှမဟုတ်အိပ်ပျော်နေတာလားလို့နောက်ပြောင်းလိုက်ပါတယ်။ဂျူအန်ကခေါင်းမိုးထမှာဖြစ်ခါတာတွေအားလုံးကိုပြောပြနေတော့မှသူတငယ်ချင်းကအသေးစိတ်ချက်လက်တွေကိုဆက်ပြောနေတာကြောင့်သူလုံးဝအံ့ဩသွားခဲ့ပါတယ်။သူတငယ်ချင်းလည်းတွေ့တာလားလို့ဂျူအန်တွေးလိုက်တော့သူတငယ်ချင်းကမင်းအိပ်ပျော်နေတော့တငါလုံးပစီပြောနေတာလို့ရှင်းပြလိုက်ပါတယ်။အိယာမင်းငယ်မှာတော့ဂျူအန်ကကျိုးသား၃ယောက်ကိုပုံကိုတောင်ဆွဲခဲ့တာကိုတွေ့လိုက်ရပါတယ်။သူတငယ်ချင်းကသူ့ကိုမယုံမှာတော့ဘူးလို့ဂျူအန်မျောလင့်ချက်ပဲပြီးလမ်းပေးမှာပကြီးဆွဲသွားပါတယ်။ပကြီးဆွဲနေတော့မှအယောင်ကုန်သွားပါတယ်။သူနောက်ထပ်ရှာပေမဲ့မှန်ကန်တဲ့အယောင်ကိုမတွေ့ပါဘူး။အဲ့ဒီအချိန်မှာမင်းကကျိုးသားကလန်တန်ကိုတွေ့လိုက်ပါတယ်။သူကအဲ့ဒီတာကိုသုံးပြီးပကြီးကားကိုဆက်ဆွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးအနေနဲ့သူကတခြားစာရွက်တစ်ခုပေါ်မှာစမ်းတက်လိုက်တဲ့အခါသူခုနဆွဲလိုက်တဲ့ပုံကရုပ်တရက်အမှန်တကယ်ဖြစ်သွားတာကိုတွေ့လိုက်ရပါတယ်။သူအံ့ဩသွားခဲ့ပါတယ်။အဲ့ဒီပြုဖို့သူကပန်းသီးလုံးဆွဲလိုက်ပါတယ်။ထပ်ပြီးတော့အဲ့ဒီပန်းသီးကလည်းတကယ်ဖြစ်သွားပါတယ်။ဝမ်းပါလျာနဲ့သူကပန်းသီးကိုစားလိုက်တော့အမှန်တကယ်ပန်းသီးဖြစ်နေပါတယ်။စိတ်လှုပ်ရှားစွာနဲ့သူကပန်းသီးကိုအိတ်ကက်ထက်ထပ်ပြီးသူ့တငယ်ချင်းစီကိုအပြေးသွားပြီးအကြောင်းစုံဖော်ပြပါတယ်။သူကပန်းသီးရဲ့ကြံနေတာလေးကိုပြပြီးသူဆွဲလိုက်တာအတန်ဝင်လာတယ်လို့ရှင်းပြပါတယ်။ဒါပေမဲ့သူ့တငယ်ချင်းကအမြဲတမ်းလို့မယုံပါဘူး။သူကကြံနေတဲ့ပန်းသီးကိုစားပြီးမင်းဘာတွေပြောနေတာလဲဆေးရုံသွားကြည့်အောင်လို့ပြောလိုက်ပါတယ်။အဲ့ဒီတာကိုတက်တည်ပြဖို့ဂျူအန်ကသူ့တငယ်ချင်းတောင်းရှိုးတဲ့အတိုင်းရွှေတုံးတုံးကိုဆွဲလိုက်ပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကပုံကချက်ချင်းတကယ်ဖြစ်သွားပါဘူး။သူ့တငယ်ချင်းကလောင်ပြောင်းပြီးအဲ့ဒီစာရွက်ကိုပရင်းပေါက်တွေကပြစ်ချောက်လိုက်ပါတယ်။ရုတ်တရက်တက်တည်ရွယ်ဦးတဲ့အောင်နာကျင်အော်ဟစ်နေတာကိုသူတို့ခရဲမှာခရော့ချလိုက်ပါတယ်။စာရွက်ကသူ့ခေါင်းကိုထိသွားတာဖြစ်ပါတယ်။အဲ့ဒီလူကသူတို့ပရင်းပေါက်ကနေအုတ်ခွေဒီပစ်ချနဲ့စူကျင်းမောက်လိုက်ပါတယ်။ဒါပေမဲ့သူကမြေပြင်ပေါ်မှာရွှေတုံးတုံးကိုမြင်လိုက်တော့ကောက်ယူပြီးဘာမှမဖြစ်နိုင်တော့ကြောချင်းအိတ်ထက်ကထက်လိုက်ပြီးထွက်သွားပါတော့တယ်။အဲ့ဒီချိန်မှာဂျူအန်နဲ့တငယ်ချင်းကသူ့ကိုလောက်ဆုံးတော့ယုံကြည်သွားခဲ့ပါတယ်။သူကဂျူအန်ကိုပိုကြီးတဲ့ရွှေတုံးဆွဲခိုက်ပြီးသူတို့နှစ်ယောက်လုံးအံ့ဩသွားခဲ့ပါတယ်။သူတို့ကအခန်းထဲမှာနေရှိနေတာကြောင့်ဂျူအန်ကနန်းတော်တစ်ခုဆွဲဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဆွဲလိုက်တဲ့အခါရုတ်တရက်နန်းတော်ကြီးကဘဲကမှမပြီးနဲ့မြို့လယ်မှာပေါ်လာပါတယ်။လူတွေကလည်းအံ့ဩကုန်ကြပါတယ်။ခဏကြာတော့ရဲတွေရောက်လာပြီးကျွန်တော်တို့ဒီနေရာကို9မိနစ်ကပဲရောက်ခဲ့တာ။ဘသူကအချိန်မလောက်နဲ့ဒါကိုဆောက်လုပ်ခဲ့တာလဲလက်မေးလိုက်ပါတယ်
ရဲရရှိတွေကနန်းတော်ဂိတ်ပေါက်တွေကိုဖွင့်ဖို့ချိုးစားတော့မှဂျူအန်နဲ့တူတငယ်ချင်းတို့ဟာအမားကြီးတစ်ခုလွတ်မိပြီဆိုတာသိလိုက်ရပါတယ်ဂျူအန်ကပုံကိုဘယ်လိုဖျက်ရမှမသိပါဘူးဒါပေမဲ့မလိုချင်တဲ့ပုံကိုဖျက်ပေးနိုင်တဲ့ခလုတ်တစ်ခုကိုကလောင်တန်ပေါ်မှာတွေ့လိုက်ပါတယ်သူကအဲ့ဒါကိုနှိမ့်လိုက်တဲ့အခါနန်းတော်ကလူတွေရဲ့မျက်စိရှိမှချက်ချင်းပြောက်ကွယ်သွားပါတော့တယ်လူတွေလည်းထပ်ပြီးစကားမပြောနိုင်တော့ပါဘူးသူတို့ရဲ့အခန်းထဲကိုပြန်ရောက်တော့ဂျူအန်ရဲ့တငယ်ချင်းကငါတို့ပတ်စံနေဆွဲရမယ်အနည်းဆုံးဝန်ထမ်းနေလားလို့ပြောလိုက်ပါတယ်သူကကိုယ်တိုင်ဆွဲဖို့ကြိုးစားပေမဲ့ပတ်စံအဖြစ်မပြောင်းလဲပဲကဏ္ဍတစ်ခုအနေနဲ့လည်းရှိနေပါတယ်ဂျူအန်ကကလောင်တန်ကိုယူပြီးငွေစက်ကိုအထက်လိုက်တွေကိုကျွမ်းကျင်စွာဆွဲလိုက်တဲ့အခါစက္ကန့်မိုင်အတွင်းအခန်းကငွေတွေနဲ့ပြည့်လျံသွားပြီးသူတို့နှစ်ယောက်လုံးကိုဖုံးလွှမ်းသွားပါတယ်နောက်ပိုင်းမှာအဆောက်အုံပိုင်ရှင်ရောက်လာပြီးတစ္စည်းတွေပြင်ပတာထားလို့ပန်းကြီးဆရာတို့ကိုစုပို့ပါတယ်မိန်းကလေးတစ်ယောက်ကပြန်ဖြစ်ဖို့ကြိုးစားပေမဲ့ပိုင်ရှင်ကမင်းတို့ကယောက်ျားလေးတစ်ယောက်နဲ့လာပြီးနောက်ယောက်ျားလေးနဲ့ထွက်သွားတယ်လို့ရိုင်းရိုင်းဆိုင်ရိုင်းပြောလိုက်ပါတယ်ပြီးတော့ဂျူအန်ကိုလည်းဆုံးမဖို့ခေါ်လိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ဂျူအန်နဲ့သူ့တငယ်ချင်းတို့ကသူတို့အချမ်းသာဆုံးလူတွေဝစ်စင်တဲ့အဝတ်စားတွေဝစ်စင်တဲ့အသွင်လူပြတ်အဝတ်စားတွေဝတ်ပြီးပေါ်လာပါတယ်ရက်ကွက်တစ်ခုလုံးရှိမှသူတို့ကြွားလုံးထုတ်နေကြပါတယ်ဂျူအန်ကငွေအများများကိုထုတ်ပြပြီးဒီမှာနောက်လာမယ့်အနှစ်တရာအတွက်အင်္ဂလာကလို့အင်ရှင်ကိုပြောလိုက်ပါတယ်အင်ရှင်ကဂျူအန်ဖဲကန်ဒီပစ္စံတွေရလာတာလဲဆိုတာနားမလဲပဲအံ့အားသွားပါတယ်ဒါပေမဲ့ဂျူအန်ကမပြီးသေးပါဘူးမကြခင်မှာပဲအိမ်နီးနားချင်းတွေကဂျူအန်ကိုဇင်ကန်ကား3စီးနဲ့ပေါ်လာပြီးသူ့ကိုပျော်ရွှင်အောင်လုပ်ပေးတဲ့မိန်းကလေးတွေနဲ့တူတွေ့လိုက်ပါတယ်သူကအမြဲတမ်းအိမ်မက်ခဲ့တဲ့နန်းတော်ကိုဝယ်ဖို့ထိတ်တန်းအင်ချင်မီကုမ္ပဏီကိုတောင်းရောက်ခဲ့ပါတယ်အဲ့ဒီမှာသူ့ချစ်သူဟောင်းနဲ့သူမရဲ့ချစ်သူအစ်ကိုတွေ့လိုက်ပါတယ်ချစ်သူအစ်ကသူမအတွက်ဒေါ်လာ15တန်ဘီလာတောင်မဝယ်ပေးချင်ပါဘူးဂျူအန်ကအသွင်ကြီးမစီစီးသွားပြီးမြို့ရဲ့အကောင်းဆုံး area မှာနန်းတော်နှစ်စီးဝယ်လိုက်ပါတယ်သူကပတ်စံဒီကိုသူချစ်သူဟောင်းရှိမှပဲထုတ်ပြလိုက်တဲ့အခါသူမကသူ့ကိုစွန့်ခွာခဲ့တာကိုချက်ချင်းနောင်တရသွားပါတော့တယ်ညနေမှာဂျူအန်ကမျက်စိမမြင်ရတဲ့ချစ်သူတီအန်ကိုသူ့ဝဲပစ်လိုက်တဲ့နန်းတော်သစ်စီသွားပြီးအန်အောစင်စနာခေါ်သွားပါတယ်သူရှိမှဘာရှိလဲဆိုတာခံမှန်းခိုင်းလိုက်ပါတယ်သူမကဝန်တန်းခွာနန်းတော်ကြီးပဲလူတိုင်းကရှင်နဲ့ရှင်ဝဲချက်တဲ့ຢာတွေအကြောင်းပြောနေကြတယ်လို့ပြောလိုက်ပါတယ်အန်အားစင်စနာပြတ်သွားတဲ့အတွက်ဂျူအန်စစ်ပြတ်သွားပေမဲ့ပွဲတော်ကိုဆက်လုပ်ခဲ့ပါတယ်ဧည့်သည်တွေအပြည့်ရှိတဲ့လမ်းတောက်ချက်ကူမှာဧည့်သည်တွေကတီအန်ကိုသူမရဲ့နန်းတော်သစ်ဂုံယူစကားပြောနေကြပါတယ်သူမမျက်စိမမြင်ရတဲ့အတွက်ဂျူအန်ကမိန်းကလေးတစ်ယောက်ကိုခေါ်လာပြီးမိပရိသတ်ကနန်းတော်တစ်ခုလုံးဘလောက်လှလဲဆိုတာကိုအသေးစိတ်ဖော်ပြပေးခဲ့ပါတယ်သူကဧည့်သည်အားလုံးရှိမှသူမကိုလက်ထပ်ဖွင့်ခွင့်ပြောလိုက်ပါတယ်ဒါပေမဲ့တီအန်ကသူ့ကိုညှင်းပယ်ပြီးထွက်သွားပါတယ်သူကသူမနောက်လိုက်သွားပြီးမင်းကကိုမချစ်တော့ဘူးလားလို့မေးလိုက်ပါတယ်သူမကချစ်ပါတယ်လို့ပြန်ပြောလိုက်ပါတယ်ဒါဆိုချစ်ရင်ဘာလို့ပါတီမှာလူတိုင်းရှိမှငါ့ကိုညှင်းပြီးအဆက်ခွန်းကလဲလို့မေးလိုက်ပါတယ်သူမကသူ့အကျိုးအတွက်လုပ်လိုက်တာလို့ပြန်ပြောလိုက်ပါတယ်ငါတို့လက်ထပ်ရင်သူတစ်သက်လုံးရှက်နေရမယ်ဘာလို့လဲဆိုတော့ငါကမျက်စိမမြင်ရဘူးသူကချမ်းသာနေပြီးသူလိုချင်တဲ့မိန်းကလေးကိုရွေးလို့ရတယ်လို့ပြောလိုက်ပါတယ်သူကငါကမချမ်းသာပါဘူးဒီပစ္စည်းအားလုံးကငါရဲ့ပန်းချီကားတွေကရလာတာလို့ပြောလိုက်ပါတယ်အဲ့ဒီခါမှတော့သူဟာသူပန်းချီကားတွေကိုရောင်းပြီးနာမည်ကြီးသွားပြီလို့သဘောပေါက်သွားချက်ပါတယ်သူကကျိုးသူတွေကရတဲ့မှားခွဲကလောင်တန်အကြောင်းအပြည့်စုံရှင်းပြလိုက်ပါတယ်တီအန်ကမှားခွဲကလောင်တန်အကြောင်းကြားလိုက်တဲ့အခါသူမမြင်စည်းနိုင်ဖို့အတွက်မျက်လုံးတစ်စုံဆွဲပြီးအမှန်တကယ်ဖြစ်အောင်လို့တောင်းဆိုပါတယ်ဂျူအန်ကအဲ့ဒီအကြံဉာဏ်ကိုသဘောကျပြီးလှပတဲ့မိန်းကလေးတစ်ယောက်ရဲ့မျက်လုံးတိုင်းပဲမျက်လုံးတွေစယူဆွဲပါတယ်သူတို့ကပုံတွေကနေမျက်လုံးတွေထွက်ပြီးတီအန်ရဲ့ခန္ဓာကိုယ်တွေကိုဝင်သွားဖို့စောင့်နေကြပါတယ်ဒါပေမဲ့မျက်လုံးတွေကမန်ဖာရဲ့ပခုံးပေါ်မှာပေါ်လာပြီးအရန်ကောင်းပြီးပျောက်ကွယ်သွားကြပါတယ်မျက်လုံးတွေကိုမြန်ဆန်းဖျက်လိုက်တော့ဘီလာပျောက်သွားလို့မျက်လုံးတွေပျောက်ကွယ်သွားပါတော့တယ်သူတို့ကမျက်နှာတစ်ခုလုံးဆွဲလိုက်ရင်မျက်နှာတစ်ခုပေါ်လာမလားဒါကပို့ပြီးတောင်ကြောက်ဖို့ကောင်းနိုင်တယ်လို့တွေးလိုက်ကြပါတယ်ဒါကြောင့်ထီယန်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဆွဲပြီးသူမရဲ့ညနေပေါ်ရမျက်လုံးတွေဆွဲလိုက်တော့သူတို့ပေါ်လာတဲ့နေကမှာပဲပေါ်လာလိမ့်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်ပုံဆွဲတာ9နာရီကြာသွားပြီပါတယ်ပုံပြီးထွားတဲ့အခါထီယန်ကသူမရဲ့အငင်နာယုံပြန်လာဖို့စိတ်အားထက်သန်စွာစောင့်နေပေမဲ့ဘာမှမဖြစ်ပါဘူးသူမကသူတို့ဟာသူမကိုနောက်နေတယ်လို့ခံစားရပြီးအိမ်ထဲကနေထွက်သွားပါတယ်သူမအကင်ထွက်လိုက်တဲ့အခါတကောင်းမှရုတ်တရက်ပျောက်သွားပြီးမျက်လုံးတွေပွင့်လျက်ဗန်းကြီးကားထဲကနေပြန်ပေါ်လာပါတယ်အဆင်ပြေသွားပါပြီထီယန်အခုမြင်နိုင်ပါပြီဂျိုအန်ကသူမကိုတရုတ်နိုင်ငံတဝမ်းလိုက်ပြပါတော့တယ်မန်ဖာကလည်းတုံးကဆွဲလန်းခဲ့တဲ့ TikTok ကမိန်းကလေးနဲ့ချစ်ကြိုက်သွားပါတယ်သူတို့ရဲ့ဘဝတွေလုံးဝပြောင်းလဲသွားပါတော့တယ်ဂျိုအန်ကနောက်ဆုံးတော့သူ့ဘန်းကြီးကားတွေကိုပြသဖို့ဘန်းကြီးပလောက်ွက်တစ်ခုရရှိသွားပါတယ်တချင်ကဘသူမှဂီယူမဆိုင်တဲ့သူ့ဘန်းကြီးကားတွေကိုအနှိမ့်ဆုံးဈေးနဲ့တော့မဝယ်ကြပါဘူးအခုတော့သူ့ဘန်းကြီးကားတွေဟာလေလံပွဲမှာလူတွေကဈေးတွေမြင့်ပြီးဝယ်ယူနေကြပါတယ်ဒီလိုချစ်ရတာကသူချမ်းသာလာပြီးလူတိုင်းကသူ့ဘန်းကြီးအရေးသွေးကြလို့ထင်နေကြတာပါဒါပေမဲ့မော်ကလန်နန်ကအရာဝတ္ထုတွေကိုဘာမှမရှိတဲ့နေရာကနေဖန်တီးပေးတာမဟုတ်ပါဘူးထီယန်ရဲ့မျက်လုံးတွေတောင်မှဘာမှမရှိတဲ့နေရာကနေပေါ်လာတာမဟုတ်ပါဘူးသူမအမြင်အာရုံရလိုက်တဲ့အချိန်မှာနမည်ကြီးမင်းသမီးတယောက်ရုပ်ရှင်ရိုက်ခွင်းမှာရုပ်တရက်မျက်စိကဲသွားခဲ့ပါတယ်ထိုအဖြစ်အပျက်ကအရန်ပြန်နှန်းသွားပြီးမင်းသမီးရဲ့မျက်လုံးတွေဘာဖြစ်သွားပါတယ်လဲဆိုပြီးလူတွေအားတင်သွားကြပါတယ်သူတို့ပုံဆွဲစင်မှာတုံးခဲ့တဲ့ပတ်စံတွေတောင်မှဘယ်ကမှမဟုတ်ပဲပေါ်လာတာမဟုတ်ပါဘူးဘန်တစ်ခုကနေပတ်စံအများကြီးပျောက်ဆုံးသွားပြီးလုံခြုံရေးကင်မရာတွေမှာပတ်စံတွေပျောက်သွားတာကိုတွေ့ခဲ့ရပါတယ်ရဲတွေကဘာတွေဖြစ်နေတာလဲဆိုတာနားမလည်တော့ပဲယူမတတ်ဖြစ်သွားပါတယ်လီချောင်းကြီးကလည်းအရန်ကိုမနာလို့ဖြစ်ပြီးဂျူအန်ဘယ်လိုချမ်းသာလာလဲဆိုတာသိအောင်ကြိုးစားနေပါတယ်သူကဘန်ကနေပတ်စံတွေခိုးသွားတယ်ဆိုတဲ့အကြောင်းကိုကြားတဲ့အခါအကြောင်းအရာတွေကိုဆက်ဆက်ပြီးအညာတန်းနဲ့ချမ်းသာလာတဲ့သူကိုကျွန်တော်သိပါတယ်လို့ရဲကိုဆက်သွယ်ပြောလိုက်ပါတယ်ဒီလူဟာပတ်စံခိုးသွားတဲ့သူဖြစ်ရမယ်လို့ပြောပါတယ်ရဲတွေကဂျူအန်ကတိုက်ခန်းတွေဝဲတဲ့အခါတုံးခဲ့တဲ့ငွေစက်ကူလေးရဲ့နံပါတ်တွေဟာဘန်ကနေခိုးယူခံတဲ့ငွေစက်ကူတွေနဲ့ကိုကြီးနေကြကိုတွေ့ရှိခဲ့ပါတယ်ဘန်ကြီးလေးလံကွဲမှာလူတွေကသူ့ဘန်ကြီးကားတွေကိုဝယ်ယူနေကြတော့ဂျူအန်နဲ့မန်ဖာတို့ကိုဖမ်းဆီးဖို့ရောက်လာပါတယ်ဂျူအန်နဲ့မန်ဖာတို့ကသူတို့ဘာမှမခိုးယူပါဘူးသူတို့မှသူတို့လိုချင်တာကိုပေါ်လာစေတဲ့မော်ယင်းပညာတစ်မျိုးရှိတယ်လို့ရှင်းပြဖို့ကြိုးစားပါတယ်ဒါပေမဲ့သူတို့မော်ကလန်နန်ကောင်းကိုတော့မပြောပါဘူးသူတို့ကရဲတွေကိုဘာပဲလိုချင်လဲအခုချက်ချင်းပေါ်လာအောင်လုပ်ပေးမယ်လို့ပြောပါတယ်ရဲတွေကဖာရာရီကားတစ်စီးတောင်းလိုက်ပါတယ်ဂျူအန်နဲ့သူ့တငယ်ချင်းကမော်ပညာအလုပ်လုပ်နေတဲ့တုန်းဘယ်သူမှသူတို့ကိုမကြည့်ဖို့တောင်းဆိုလိုက်ပါတယ်ရုတ်တရက်ရက်စကားမှာအနီရောင်ဖာရာရီကားတစ်စီးပေါ်လာပါတယ်ရဲတွေအနာတင်သွားပြီးခိုးယူမှုအတွက်တက်တယ်မချီတဲ့အတွက်သူတို့နှစ်ယောက်ကိုလွတ်ပေးလိုက်ပါတယ်အဲဒီညမှာသူတို့တကားကိုတစုံတယောက်လာခောက်ပါတယ်
သူတို့ရဲတွေထက်ရောက်လာပြီးတော့ထိတ်လန့်သွားပြီမဲ့ဂျူဝမ်ရဲ့ပစီကိုသာတမက်ပြီးသူ့ကိုတချင်းကစွန့်ပြသွားတဲ့ချစ်သူဟောင်းထိနေပါတယ်သူမရဲ့ခင်ဝင်းကြီးဖန်းကြီးကကြီးလီချောင်ကြီးကဂျူဝမ်ကိုမနာလို့ထိတဲ့အတွက်သူမကိုရိုက်နှုတ်ခဲ့ပါတယ်သူမကဂျူဝမ်ကိုမရွေးချယ်ခဲ့တာနဲ့ငွေကိုပဲယူဆိုင်ခဲ့တာတောင်းပန်ပါတယ်လို့ပြောကိုလာခဲ့ပါတယ်သူမခင်ဝင်းကြီးကိုကွာရှင်းပြီးမိသားစုစီပြန်တော့မယ်လို့ပြောပါတယ်ဒါပေမဲ့ဂျူဝမ်ကသူမကိုစွန့်ပြသွားတာမှားယွင်းတဲ့လို့ရမဟုတ်ပါဘူးသူဆက်ဆံရေးကိုလိယူရှုပြီးဗန်းကြီးကားဒီကိုပဲယူဆိုင်နေတဲ့စင်ငယ်သားတယောက်နဲ့သူမဓာတ်လုံနိုင်ပါလေလို့ပြောပါတယ်အဲ့ဒီအချိန်မှာသူ့အခေကစေးရုံမှာနာမကျန်းဖြစ်နေပြီးသူမကငွေရက်ကောင်ကွေးတက်ခဲ့လို့နေပါတယ်သူမရဲ့လက်ရှိခင်ပွန်းကဓာတ်ကိုပေးခဲ့တာပါသူကသူမကိုအကင်မခံစားဖို့ပြောလိုက်ပါတယ်ပြီးတော့သူကအတိတ်ကိုပြန်မှတ်မိပြီးအသွေးထဲနစ်မြုပ်သွားပြီးမော်ကလန်နန်အကြောင်းကိုအပြည့်အစုံပြောလိုက်ပါတယ်ဂျူဝမ်ကကလန်နန်ကိုပြဖို့ဘင်းကြီးရနေရာကိုဖွင့်လိုက်တော့ကန်ဆိုးမိုးမှန်ကြပါတော့တယ် သူမရဲ့ခင်ပွန်းကသူမရဲ့အဝတ်အစားထဲမှာလျှို့ဝှက်ကင်မရာတပ်ဆင်ထားပြီး UN ဖြောသမျှအားလုံးကိုမြင်ပြီးကြားသိရပါတယ်အခုတော့သူကမော်ကလောင်တန်ရဲ့လျှို့ဝှက်ချက်ကိုတီးသွားပါပြီဒီအတော်ထဲမှာရဲအရာရှိကကားဖြတ်ပွဲကနေ Ferrari ကားတစ်စီးနဲ့စွာပျောက်ကွယ်သွားတဲ့အစီရင်ခံစာကိုဖတ်နေပါတယ်အဲ့ဒီကားက UN နဲ့သူ့တငယ်ချင်းကလောင်တန်နဲ့ပေါ်လာစေခဲ့တဲ့ကားဖြစ်နေပါတယ်ဒါကြောင့်ရဲအရာရှိကသူတို့အိမ်ကိုချက်ချင်းသွားလိုက်ပါတယ်မင်းတို့ပိုင်ဆိုင်မှုတွေကိုဖန်တီးပေးတဲ့မှော့ကလေးကိုလာပေးပါမဟုတ်ရင်ခိုးမှုနဲ့အရေးယူခံရလိမ့်မယ်လို့တတိပေးလိုက်ပါတယ်ဒါပေမဲ့မှော်ပညာကိုတရားဥပဒေနဲ့အရေးယူနိုင်တဲ့ဥပဒေမရှိသေးတဲ့အတွက်သူတို့ကပိုးပေါင်းဆောင်ရွက်ပြီးကလောင်တန်ကိုအပ်လိုက်မယ်ဆိုရင်ဆွဲချက်တင်ခံရမှာမဟုတ်ဘူးလို့ပြောပါတယ် UN က the second တော့မတုံးဆိုပဲကလောင်တန်ကိုရေးကိုပေးဖို့အသင့်ဖြစ်ပြီပါတယ်ဒါပေမဲ့ပြဿနာတစ်ခုရှိပါတယ်ကလောင်တန်ကအခိုးလိုက်ပြီးဖြစ်ပါတယ်လီချောင်ကြီးရဲ့လက်ထက်ရောက်နေပြီးသူကသူ့ရဲ့လက်ထောက်တွေရဲ့အကူအညီနဲ့အဲ့ဒါကိုတုံးနေပါပြီချောင်ကြီးပထမဆုံးဆွဲလိုက်တာကတော့အမြဲတမ်းပိုင်ဆိုင်ခြင်းခဲ့တဲ့ရင်သက်ရှူမောဖွယ်ပန်းကြီးပြားကန်တစ်ခုဖြစ်ပါတယ်ပြီးတော့တော်ဝင်ဝစ်စုံတွေနဲ့ရှေးဟောင်းဖရင်နန်းတော်တစ်ခုကိုဆွဲလိုက်ပြီးတရုတ်နိုင်ငံရဲ့တမိုင်းဝင်နန်းတော်ရဲ့ပုံကိုခိုးယူလိုက်ပါတယ်သူကသူ့ဇနီးကိုကျိုးတုပ်ပြီးနှိပ်စက်ခဲ့ပါတယ်ပြီးတော့မြက်ကစင်းရဲ့မျက်နှာဖုံးကလှပတဲ့မိန်းကလေးတစ်ယောက်ကိုတကယ်ထစ်လာအောင်ဆွဲလိုက်ပြီးလက်ထပ်ဖို့ကြိုးစားပါတယ်အလားမဲ့ပြန်ကွယ်မှာပါဝင်နေတဲ့မိန်းကလေးဟာလီချောင်ကြီးရဲ့ကမာတဲ့ကိုရုပ်တရက်ပျောက်ကွယ်သွားပါတယ်သူလုပ်ခဲ့တဲ့အရာတွေအားလုံးကြောင့်ရဲတွေကသူ့ကိုအလွယ်တကူခြေရာခံလိုက်နိုင်ပါတယ်ရဲအရာရှိကလီချောင်ကြီးကိုဒီကလောင်တန်ကဘာမှမရှိတဲ့နေရာကနေဖန်တီးပေးတာမဟုတ်ဘူးတခြားသူစီကနေရွှေ့ပြောင်းပေးတာဒါကြောင့်မင်းကခိုးယူနေတာလို့ရှင်းပြလိုက်ပါတယ်အရာအားလုံးရှိနေပေမဲ့ချောင်ကြီးကသူဘာမှမမှားဘူးသူလှုပ်တာပုံဆွဲတာပဲလို့ဆက်ပြီးညှင်းဆိုနေပါတယ်အဲ့ဒီအခါသူ့ရဲ့လက်ထောက်ကရဲတွေနဲ့ဝေးတဲ့တခြားကရုတ်တစ်ခုကိုထွက်ပေးဖို့ကလောင်တန်နဲ့ကရုတ်အတိတ်တလုံးဆွဲပါလို့အကြံပေးပါတယ်ဒါနဲ့သူကကရုတ်သားအာဂါသရင်ကိုဆွဲလိုက်ပြီးသူတို့ရှေ့မှာပေါ်လာပါတယ်ကရုတ်သားတွေကဆင်းလာပြီးဒေါသထွက်ပြီးကြောက်စီတာကောင်းနေပါတယ်ဘသူကငါတို့ကိုခေါ်လိုက်တာလဲငါတို့ရဲ့ပစ္စည်းဘာမှရှိတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်လူတိုင်းအံ့ဩသွားကြပါတယ်ချောင်ကြီးကတင်ခါရစီဆွဲပြီးသူ့လက်ထောက်တွေနဲ့အတူတက်သွားပြီးကရုတ်သားတွေကိုဖယ်ရှားဖို့အမြောက်နဲ့ပစ်ဖို့ရည်ရွယ်နေပါတယ်ဒါပေမဲ့ကရုတ်သားတွေကတင်ခါရဲ့အမြောက်ကိုသူတို့စီပြင်လှည့်လိုက်ပါတယ်သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကလူသားတွေထက်အများကြီးတာလို့နေတာရှင်းနေပါတယ်သူတို့ကချောင်ကြီးကိုသူလုတ်ခဲ့တဲ့အရာတွေအပြစ်ပေးလိုက်ပါတယ်နောက်ဆုံးမှသူကအရှုံးပေးလိုက်ပြီးသူတို့ရဲ့ကိရိယာကိုပြန်ပေးလိုက်ပါတယ်ဒါပေမဲ့ကရုတ်သားတယောက်ကဒီကိရိယာကိုပုံမှန်ကလောင်တန်လို့ပြောင်းလဲထားတာကိုတွေ့တော့အကြီးပါဒေါသထွက်သွားပါတယ်သူကအဲ့ဒါကိုချောင်းကြီးရဲ့မျက်နှာချေမှာထောင်ပြပြီးရှင်းပြလို့တောင်းဆိုလိုက်ပါတယ်ဂျူအန်ကရှေ့ထွက်လာပြီးဒီကိရိယာကိုကလောင်တန်လို့ပြောင်းလဲခဲ့တာကျွန်တော်ပါလို့ဝန်ခံလိုက်ပါတယ်ချောင်းကြီးကဒီအပိုင်းနဲ့ဘာမှမဆိုင်ဘူးလို့ပြောပါတယ်ကရုတ်သားကဂျူအန်ရဲ့ယူသားမှုနဲ့စိတ်ကောင်းကိုသဘောကျသွားပါတယ်ဒီကဘာကငါတို့ကရုတ်နဲ့တူတယ်စိုးတာပါကောင်းတာပါရှိတယ်လို့ပြောပါတယ်သူတို့ကသူတို့ရဲ့ကိရိယာကိုယူပြီးငိမ့်ချမ်းစွာထွက်ခွာသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူတို့မထွက်ခွာခင်မှာဂျူအန်ကကရုတ်သားကိုနောက်ဆုံးအကျင့်အနေနဲ့ကလောင်တန်နဲ့ဖန်တီးထားတဲ့အရာအားလုံးကိုမူလနေရာကိုပြန်ပို့ပေးပါလို့တောင်းဆိုပါတယ်ကရုတ်သားကသဘောတူပါတယ်အဲ့ဒီခါအရာအားလုံးဟာမူလအတိုင်းပြန်ဖြစ်သွားတော့ပါတယ်အရာဝတ္ထုတိုင်းတီအန်ရဲ့အမျက်လုံးတွေပိုက်တွေချောင်းကြီးနဲ့သူ့လက်ထောက်တွေဆွဲထားတဲ့အဝတ်အစားအားလုံးကိုပြန်ယူသွားပါတယ်ကရုတ်သားတွေကရဲကားတွေနဲ့ရဲဟယ်လီတာတွေနဲ့ပြည့်နေတဲ့နေရာကိုတတိထားမိလိုက်ပါတယ်အခြေအနေကအန်ဒီရရှိနေပါပြီဒီအဖြစ်စင်းတွေအားလုံးဟာသူတို့ကြောင့်ဖြစ်နေတာဆိုတာသူတို့သိလိုက်ရပါတယ်သူတို့ရဲ့အာကာသယင်ကလည်းမူလနေရာကိုပြန်သွားတဲ့အတွက်စီးစရာမရှိတော့ပါဘူးဒါကြောင့်ကရုတ်သားတွေကလူတွေမဖမ်းခင်မှာလက်စစ်လိုက်မြန်တဲ့အခြေအနေနဲ့ထွက်ပြေးခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့ရဲတွေကမဂ္ဂဇင်းထဲကနေဆွဲခဲ့တဲ့အလှမယ်ကိုပြန်ပေးဆွဲပြီးထားစကန်ဖစ်ထားခဲ့တဲ့အတွက်ချောင်းရီနဲ့သူ့လက်ထောက်တွေကိုဖမ်းဆီးလိုက်ပါတယ်ချောင်းရီရဲ့ဇနီးကလည်း UN စီလာပြီးသူမအဝတ်အစားထဲမှာဟျူးဝတ်ကင်မရာရှိနေတာကိုမသိခဲ့ပါဘူးဒါတွေနဲ့ဘာမှမဆိုင်ပါဘူးလို့တောင်းပန်လိုက်ပါတယ်ဒီအဖြစ်ပြတဲ့အတူမော်ကလောင်တန်ရဲ့ဇလန်းကပြီးဆုံးသွားပါပြီဘဝတွေကအရင်အတိုင်းပြန်ဖြစ်သွားပါတယ်UN ရဲ့ပကြီးကားတွေကိုဘယ်သူမှမဝယ်တော့ပါဘူး TN ကသူမရဲ့အလှပြင်ဆိုင်ကိုပြန်ဖွင့်ခဲ့ပြီး UN နဲ့လက်ထပ်ခဲ့ပါတယ်အခုဆိုရင်သူတို့မှာလှပတဲ့ကလေးတစ်ယောက်ရှိနေပါပြီဒါဟာကျွန်တော်တို့ဗီဒီယိုရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်ဗီဒီယိုကိုကြိုက်နေတဲ့ဆိုရင် like နဲ့ subscribe လုပ်ပြီး channel ကိုအားပေးဖို့မမေ့ပါနဲ့နော်